အားလုံးမင်္ဂလာခင်ဗျာကျွန်တော်လူခါပါဒီနေ့ကတော့ကျွန်တော်ရဲ့အဖေနဲ့မြေရဲ့ချစ်ပုံမြင်ဆိုတဲ့စာအုပ်ထဲကဒီစာရေးမြိုင်စာအုပ်တက်ကထွက်တာပေါ့နော်ဒီစာအုပ်ထဲကကိုအောင်စိုးမြင့်အသက်32နှစ်ဆိုတဲ့စာပိုက်ကလေးကိုစာလေးကိုကျွန်တော်ဖတ်ပြချင်ပါတယ်ကိုအောင်စိုးမြင့်အသက်32နှစ်မရေးချင်ဘူးဒါရီသည်ရေးကိုရေးရမှာအဲ့ဒီတော့ကကျွန်တော်အသက်က9နှစ်အရွယ်လေးတငယ်တန်းလေးတက်နေတဲ့အချိန်ပေါ့တနေ့တော့အိမ်မှာအတူနေတဲ့ဆွေမျိုးအကိုနဲ့နွားချောင်းလိုက်သွားခဲ့တယ်။အရင်ကတခါမှနွားချောင်းမလိုက်ဘူး။အဲ့ဒီနေ့မှလိုက်တာ။ကျွန်တော်အမကရေချိုးပေးတနခါထူထူလိမ့်ပေးအင်ကြီးအဝါလေးဝစ်ပေးလိုက်တယ်။မှတ်မှတ်ရရပဲ။နွားချောင်းလိုက်တယ်ဆိုပြီးကျွန်တော်ကအပျော်တက်တက်ရေ။နွားမစီးတတ်ဘူးဟိုပြေးဒီဆော့ပေါ့။မှတ်မိတာတခုကနွားချောင်းလိုက်ရင်ဘောက်သီးတွေအဝစားခဲ့ရတာပဲ။ဘောက်သီးကလက်တန်းအဖျားစစ်လောက်ပဲရှိတယ်။မှဲ့နေအထဲကအစီလေးတွေကိုမြင်နေရတတ်တယ်။ချိုးချင်းအရသာလေးပါဇက်ထဲရောက်လို့ကြိုက်လိုက်တာနဲ့ဖောက်ခနဲ့မိတယ်။အဲ့ဒီနေ့တနေ့လုံးဟိုပြေးလိုက်ဒီပြေးလိုက်ဘောက်သီးစားလိုက်နဲ့နွားတင်းငိမ်ရောက်လာတယ်။နေရာဒီကြီးဆိုတော့နေကအနောက်ရက်မှာဝင်နေတော့ရှိသေးတယ်။လှေလန်းဘေးကကြက်တုံငင်းတစ်ခင်းထဲမှာရွာတွေကအမျိုးသမီးကြီးတွေကပေါင်းထိုးနေကြတော့ကျွန်တော်တို့လှမ်းစားလိုက်သူတို့ချင်းချင်းရဲလိုက်လုံနေကြတယ်။အပြန်လမ်းမှာလဲကျွန်တော်ကဆော့လာခဲ့တာပဲ။လေကသင်းတစ်ခုကိုခုံကြော်လိုက်တယ်။တေချာကိုကြည့်ပြီးခုံလိုက်တာ။ခုံလိုက်ပြီးမြေပေါ်လေးပြန်ကြအောင်ကျွန်တော်ခြေလုံးကိုအကောင်တကောင်ဆွဲတာခံလိုက်ရတယ်။ကျွန်တော်ကခွေးဆဲတာလို့ထင်တာ။ဆက်ဆိုခြေလုံးကိုဆွဲလိုက်တာဟာကျွန်တော်တဲတဲ့ထိစူးနဲ့ထိုးလိုက်တယ်လို့ပဲ။လန့်ပြီးလှည့်ကြည့်လိုက်တော့မွေမအကြီးကြီးအဝါခွက်တွေနဲ့အာမွေကြိုက်ပြီကျွန်တော်အော်ချပလိုက်တယ်။အတန်းကောင်ကိုအော်ပစ်တာ။အော်ရင်လူကလည်းအဲ့ဒီနေရာတင်လဲကျသွားတာပေါ့။အဲ့ဒီချိန်မှာအတူပါတဲ့အကိုကောင်ဆိုးမြင့်ကျွန်တော်တို့ရွာကောကိုရက်ဖို့ကကျွန်တော်နားပြေးလာတယ်။ဘာဖြစ်တာလဲမွေကြိုက်တာဗျမွေကြိုက်တာကိုရက်ဖို့ကမျက်နှာတစ်ချက်ပြက်သွားတယ်။မဟုတ်ဘူးမပြောကောင်းဘူးတဲ့ကျွန်တော်ကညင်းတယ်။တကယ်ကြိုက်တာမွေကအဝါကြီးကျွန်တော်ကပြောတော့ကိုရက်ဖို့ကမွေကိုရှာတယ်မတွေ့ဘူးချက်ချင်းနွားတကောင်စီပြေးပြီးနဖားကျိုးကိုဖြုတ်တယ်ကျွန်တော်ခြေထောက်ကိုဒူးထက်ကနေစီးပြီးကျွန်တော်ကိုထိုင်ရွာစီကိုပြေးတော့တာပဲလမ်းမှာတွေ့တဲ့လူတွေကဘာဖြစ်တာလဲမေးပြီးကျွန်တော်အလှည့်ကြကူထိုင်းရွာကိုပြေးကြတာပေါ့ရွာရောက်တော့အဖေကအိမ်မှာမရှိဘူးအမေကတိချင်းငိုတာပဲဒဏ်ရာကညာဘက်ခြေစလုံးမှာအလေတက်မှာခြေထောက်ကရောင်လို့မဖြစ်နိုင်ဘူးမွေးဆိုရင်ခြေပုံးမှာပဲဖြစ်ရမှာအခုကခြေစလုံးအထိဆိုတော့မွေးမဟုတ်ဘူးစူးချစ်တာကျွန်တော်ပြောစကားကိုအားလုံးကညင်းကြတယ်မွေးကြိုက်တယ်လို့ပြောတာကကျွန်တော်တယောက်တည်းလာကြည့်တဲ့လူအကုန်ကမွေးမဟုတ်ဘူးပဲပြောကြတယ်မွေမဟုတ်သိရအောင်ကြက်ပစ်ကွာဆိုပြီးကြက်တကောင်ပစ်ရင်ကိုခွဲပြီးကျွန်တော်ခြေတော့ကဒဏ်ရာမှာကတ်လိုက်တော့လက်ဆက်ကြက်ဟာချက်ချင်းညှို့ပုတ်သွားတယ်ကံကောင်းစွာပဲတောင်တွင်းကြီးကဝက်ကလေးထမ်းပြီးပြန်လာတဲ့ကျွန်တော်အဖေဟာမြောက်တကားအဝင်မှာကျွန်တော်တရင်ကိုကြားတယ်အဖေကထမ်းလာတဲ့ဝက်ပေါက်ကလေးကိုပြစ်ချပြီးအိမ်ကိုဒုံဆိုင်ပြေးလာတယ်မွေဟုတ်မဟုတ်ဆေးရုံသွားမယ်လှဲကောက်ပြီးကျွန်တော်လှဲပေါ်တင်ပြီးရွာကနေအမြန်မောင်းထွက်အချိန်ကမှောင်သားပြုတ်ပြီးနေရအနောက်ရက်စီမှာငုတ်ရှိုးသွားပြီးကျွန်တော်ဟာဆေးရုံကိုမရောက်လိုက်ဘူးလမ်းမှာတင်သတိလစ်သွားတယ်အချိန်က88အရေးခင်းကာလာကြီးဆေးဆောင်ဝယ်ဖို့မလွယ်ဘူးမာရှယ်လောထုတ်ထားတဲ့အချိန်ဆိုတော့ပိုဆိုးတာပေါ့အဖေကဓာမီလေးတက်လက်နဲ့ဆေးဆိုင်ကလှည့်သွားရတယ်ပတ်စံပုံပေးတောင်ဆေးကအနိုင်ကာလာတဲ့ပတ်စံကလည်းခက်တယ်ဒါပေမဲ့ကံကောင်းစွာနဲ့ပဲအဖေကိုပွဲရုံပိုင်ရှင်ရဲ့ဆောင်းမမှုနဲ့အသက်ကယ်သေးကိုအချိန်မီထိုးနိုင်ခဲ့တယ်ဒီလိုနဲ့ကျွန်တော်အသက်ရှင်ခဲ့တယ်အိမ်ကအလောင်းတယ်ဖို့လှဲပြန်မှားခိုက်မှာစီးထိုးကြတယ်လှဲကစီးုံရောက်လာချိန်မှာကျွန်တော်တေယာကပြန်လာခွင့်ရခဲ့တာပေါ့အဲ့ဒါဟာဘယ်သူကျေးဇူးလဲဆိုရင်ကိုအောင်ဆိုးမြင့်ခေါ်ကိုရက်ဖို့ရဲ့ကျေးဇူးပေါ့လေကျွန်တော်တက်ကိုကိုရက်ဖို့ကကယ်လိုက်ပြီကိုရက်ဖို့ရဲ့အသက်ကိုတော့ကျွန်တော်မကယ်လိုက်နိုင်ဘူးအဖြစ်ကဒီလိုတနေ့ကျွန်တော်ရွာကိုအလဲပြန်တော့ရွာထိပ်မှာလူတယောက်နဲ့တွေ့သူကကျွန်တော်တွေ့ချင်းမေးတယ်မင်းတယောက်ထဲလားတဲ့ကျွန်တော်အံ့ဩသွားမိတယ်အလဲပြန်လာတာကျွန်တော်တယောက်တည်းမဟုတ်လို့ဘယ်သူပါရအောင်မလဲပေါ့ဟာမင်းမသိသေးဘူးလားတဲ့ဟုတ်ဘာဖြစ်လို့လဲဆိုတော့ဓာတ်ဖို့ဆုံးပြီလေကျွန်တော်ခေါင်းကိုဆင်နှင်းလိုက်တယ်လို့ပဲဟာဘာဖြစ်တာလဲဆိုတော့မွေကြိုက်တာသူစီကစကားကိုကြားချင်းကျွန်တော်အိမ်ကိုပြေးတယ်ကိုရက်ဖို့နဲ့ကျွန်တော်တို့အိမ်ကလမ်းမဲချတာကိုရက်ဖို့ကျွန်တော်အတွေးထဲမှာကိုရက်ဖို့အကြောင်းဟာရုပ်ရှင်အနှီးပြခွက်တီလို့ပေါ်လာနေတယ်ကျွန်တော်ပါဝင်ကလေးတွေကိုအခမဲ့သပင်ညှက်ပေးတတ်တဲ့ကိုရက်ဖို့ကျွန်တော်ကိုလေးချွန်တင်ပေးတတ်တဲ့ကိုရက်ဖို့
ကျွန်တော်ပိုးထီတုံးကကျွန်တော်အသက်ရှင်ရေးရွာအထိထမ်းပြေခဲ့တဲ့ကိုရက်ဖို့သူတက်တဲ့လောက်လှဲဆောင်မှအလှပကြီးစလုံးတွင်စတဲ့အမှုပညာလက်ရာလေးတွေသူ့ဘာသူဖန်တီးတတ်တဲ့ကိုရက်ဖို့ရေးလို့ခေါ်လိုက်ရင်ဟီလကွာလို့လေချုံပြီးပြန်ထူးတတ်တဲ့ကိုရက်ဖို့ကျွန်တော်ရောက်တော့ကိုရက်ဖို့ကအိမ်မှာမရှိဘူးရွာပြင်မှာဆုံးလို့အလောင်းကိုယားတဲ့သွင်းမရပဲဖုန်ကြီးเจ้าမှာထားရတဲ့ကျွန်တော်ပါလာတဲ့ခီးဆောင်အိတ်ကိုအိမ်မှာချပြီးဖုန်ကြီးเจ้าရောက်သွားတော့เจ้าအောက်ထပ်မှာကိုရက်ဖို့ကပက်လက်ကလေးအလှကြိုက်တဲ့ကိုရက်ဖို့ကအလှဆုံးပြင်ပေးထားခြင်းကိုခံနေရပေါ့ကိုရက်ဖို့မိမကျွန်တော်အမဝမ်းခွေကကျွန်တော်ကိုမြင်ချင်းပြေးဖက်တယ်အမလီကောင်လေးရဲ့နင်မကယ်နိုင်တော့ဘူးလားတဲ့အဲ့ဒီမိကောင်ကကျွန်တော်မျက်ရည်တွေကိုဖောက်ထုတ်ပစ်လိုက်တယ်လို့ပဲနင်မကယ်နိုင်တော့ဘူးလားတဲ့ကျွန်တော်ဘာမှပြန်မဖြေနိုင်ဘူးငိုတယ်ငါ့ကိုကယ်ခဲ့တဲ့အကူငါအလှည့်ကြတော့ကျွန်တော်ငိုတယ်ကျွန်တော်ငိုဖို့ပဲတတ်နိုင်ခဲ့တာပဲကျွန်တော်ဘာမှလုပ်မပြီးနိုင်ခဲ့ဘူးအကူရကျွန်တော်ကတရက်စောခင်ခမမသေးဘူးလို့ကျွန်တော်ဘာသာရည်ရွတ်ကိုရဖို့ပိုးရီတဲ့နေ့ကလေထဲမှာတဲ့လေထုံနေရေထဲကနေထွန်းကိုလာညှိတဲ့အမိုက်တွေကိုခြေထောက်နဲ့ကန်ပြီးဖယ်တဲ့အဲ့ဒီချိန်မှာထွန်းလုံးကိုမွေစိုးတစ်ကောင်ကစင်းကြီးလာကတ်တယ်ကိုရဖို့ကမွေကိုအမိုက်လို့ထင်ပြီးခြေထောက်နဲ့ကန်ချလိုက်တယ်အဲ့ဒီမှာမွေကြိုက်တာပဲမွေကရိုးရိုးမွေမဟုတ်ဘူးငန်းဖုတ်ကျွန်တော်တို့ဘက်မှာအစိတ်ပြင်းဆုံးဆိုတဲ့မွေကိုရဖို့ကထုံဖြုတ်ပြီးထုံမတက်ထိုင်ရွာကိုအပြင်းနှင်တယ်ထုံဆိုတာလူတက်ထိုင်တဲ့အခါလှဲလို့မဟုတ်ပဲပိုဖင့်တတ်တယ်လမ်းမလျှောက်ချင်လို့ထုံမတက်ထိုင်ခဲ့တာပေါ့လေအိမ်ရောက်တော့ကိုရဖို့တကူလုံးပြနေပြီကိုရဖို့မိန်းမကျွန်တော်အမဝမ်းခွေဟာကောက်ဆက်ရာကနေတရင်ကြတော့စပားပင်တွေရေပြည့်နေတဲ့လေတွေကိုဖြတ်ပြီးရွာစီပြေးတယ်ငိုလို့အမဟာရေတွေရဲ့တဘုံလဲကြပြန်ထတယ်ပြေးတယ်ရွှွတ်နေရေတွေစိုးရင်ပူပန်မှုတွေနဲ့အမဟာသူ့ယောက်ျားစီအရောက်ပြေးတယ်ကိုရဖို့ကအိမ်မှာကျွန်တော်တို့ကလိုပဲအငင်းခံနေရတော့မွေမဟုတ်ဘူးဟုတ်တယ်ရွာတင်ကုမယ်မြို့သွားမယ်ညင်းနေကြတော့လုံးဝမဟန်တော့မှလှဲပေါ်တင်ပြီးမြို့ကိုသွားတော့ကောက်ဆိုင်သမားသူ့မိမလက်ထဲမှာပဲကိုရဖို့ဟာဆေးရုံမရောက်ပဲအသက်ပျောက်သွားတယ်ကိုရဖို့တကြိုးဖို့လောက်ကြတော့အလောင်းမှာစာရေးဖို့လိုလာတယ်ကဲဘယ်သူရေးမလဲရေးမဲ့လူမရှိဘူးဘာလို့ဆိုရွာမှာတခုခုပွဲလန်းတာကြီးနာကြီးအတွက်စာရေးရင်ကိုရဖို့ကရေးရတာကိုစာရေးတတ်သူကိုယ်တိုင်တေဆုံးတဲ့နာရေးမှာတေဆုံးသူရဲ့အမည်ကိုရေးမဲ့လူမရှိဘူးနောက်ဆုံးတော့ကျွန်တော်ရေးမယ်ဆိုပြီးရေးရတယ်ကိုအောင်ဆွမြင့်အသက်32နှစ်လို့သူ့အခေါင်းမှာကျွန်တော်ရေးပေးခွင့်ရခဲ့တယ်ရေးနေရင်ကျွန်တော်ငုံမိတွေးမိတယ်ကိုရက်ဖို့ကိုဘယ်သူတတ်တယ်လဲပေါ့တကယ်တော့ကိုရက်ဖို့ကိုတတ်တာမွေမဟုတ်ဘူးကိုရက်ဖို့ကိုတတ်တာမတိနားမလဲခြင်းဆိုတဲ့မိစ္ဆာကောင်ကတတ်လိုက်တာလူခါအဖေနဲ့အမေရဲ့ချစ်ပုံမြင်ဆိုတဲ့စာအုပ်တွေကစာလေးတစ်ပုဒ်ဖြစ်ပါတယ်နားထောင်ပြီးတော့အားလုံးကျေးဇူးတင်ပါ